အားလုံးပဲမင်္ဂလာပါနော်ဆိုတော့ကျွန်တော်တို့နော်ဝေးကစီနီဂေါကို3-2နဲ့နိုင်ခဲ့တဲ့ပွဲကဒုတိယမြောက်ကိုဖြစ်တဲ့ဒါအိုရီကန်နဲ့ဟာလန်တို့ကောင်းတာတိုက်စစ်ကနေပုံဖော်ခဲ့တဲ့ကိုကြောင်ပြောသွားခြင်းလို့ပါဆိုတော့တော်တော်လေးဟိုတေတေတက်တက်ရှိတဲ့ဂိုးလို့ပြောခြင်းတယ်ဆိုတော့ဒီနေရာမှာလှပတဲ့ဘာညာဆိုတာတဲ့တေတက်တာအိုရီကန်လည်းတေတက်ခဲ့သလိုဟာလန်ကလည်းသူ့ရဲ့ကဘာတိုက်စစ်မှုဖြစ်ကြောင်းဆိုတာမျိုးတက်တေပြခဲ့တာပနက်နဲ့တေတေတက်တက်နဲ့တွင်းယူခဲ့တာပေါ့နော်ဆိုတော့အဲ့ကိုအကြောင်းလေးပါဆိုတော့ကျွန်တော်တို့ဒါပုံလေးတွေနဲ့ကြည့်လိုက်အောင်ဗျာဆိုတော့ဒီပထမပုံပါပေါ့နော်ကျွန်တော်ကောင်တာတိုက်စစ်ကိုဒီနေရာမှာစဆိုတော့ကွန်းလေဆက်ဝိုင်းနာတော့မရောက်သေးဘူးနော်ဝေးကွန်းဘတ်ချမ်းပါပေါ့နော်ဟာလန်နဲ့အိုရီကန်နဲ့ခြေဆုံးပါပဲကျန်တဲ့ကစားသမားတွေကလည်းနောက်ကျွန်တော်ဒီထိရောက်လာဆိုတော့အိုရီကန်ရဲ့အနေထားမှာနောက်ဆုံးအချိန်ဒါသူအကောင်းဆုံးအချိန်လို့ရွေးလိုက်တဲ့အခိုက်အတန့်ပေါ့နော်ဟာလန်ကိုပေးဖို့ရအတွက်ဒါအကောင်းဆုံးချိန်ပဲဆိုတာမျိုးဆိုတော့သူ့ရဲ့ဆုံးဖြတ်ချက်မှန်ကန်တာကြောင့်လည်းဒါသူ့ရဲ့ fan တွေမှုကအောင်မြင်ခဲ့တာပေါ့နော်ဂိုးရခဲ့တာဆိုတော့ဒီလိုမျိုးအနေထားတွေမှာကဆုံးဖြတ်ချရတာအရန်ခက်တယ်မလွယ်ဘူးတကယ်ပြောတာသူတို့ဒီ level ခြေစမ်းရှိနေတဲ့ဒူတောင်မှတခြားပွဲတွေမှာဆိုတမျိုးဗျာအဲ့လိုမျိုးတွေဆုံးဖြတ်ချက်မှားသွားတာတွေလည်းသူတို့လည်းရှိနိုင်တာပဲအဲ့ဒါမျိုးဆိုတော့အာဆင်နယ်မှာဆိုကြည့်လိုက်အိုဒီကက်ဒါမျိုးဆိုရင်ဘယ်လိုတလွဲလုံးမလဲမသိဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေးလို့ယူလို့ရတယ်ဆိုတော့ဒီနေရာမှာဆုံးဖြတ်ချက်မှန်ခဲ့တာဟိုအချိန်တိုင်းဖြစ်ခဲ့တာကိုပြောချင်တာပါဆိုတော့ကောင်းတယ်ဟိုအိုဒီကက်ကထိုးပြီးခဲ့တယ်လူကျွန်းလည်းမဖြစ်သေးခင်မှာလုံးဝအကောင်းဆုံးအနေအထားလည်းဖြစ်နေတဲ့အချိန်မျိုးမှာဘောလုံးကျွတ်သွားတာနဲ့ဟာလန်ရနိုင်တယ်ဆိုတဲ့အနေအထားမျိုးမှာဒါပေးဖို့ဆုံးဖြတ်ခဲ့တာပေါ့နော်ဆိုတော့နောက်တစ်ပုံမှာကြည့်ကြည့်လိုက်ပေးပြီးတဲ့အချိန်မှာပေးနေတဲ့အချိန်မှာပေါ့နော်ဒီလိုမျိုးဖြစ်သွားတယ်ဆိုတော့အဲ့ဒီညခင်းစိမ့်ပုံမှာလဲကျနေတာကူလီဖိုင်းလေးဒါစီနီဂေါနောက်တန်းကစားသမားလုံးဝအမှန်ကန်ကိုရှော့ထိုးပြီးတော့ပေါ့နော်အကုန်သုံးပြီးတော့ဖြတ်လိုက်တာပေါ့နော်အဲ့ဒီအနေထားမှာအိုဒီကက်ပေးပို့လိုက်တဲ့ဘောလုံးလုံးဝလည်းကွက်တိဆိုတော့မမိခဲ့ဘူးကွက်တိဆိုတာကကျွန်တော်ဟာလန်ရဲ့လမ်းကြောင်းနဲ့ပေါ့နော်လမ်းကြောင်းနဲ့ကိုလည်းမှန်တယ်အနေထားမှန်တယ်ပေါ့နော်ဒါခံစစ်နောက်တန်း2ယောက်ချာကနေဘယ်နေရာတိုင်းပေးရမယ်ဆိုတာကိုလွတ်တယ်ကျွတ်သွားတယ်ပေါ့နောက်တန်းလေးကျွတ်သွားတယ်အခုဂူလီပိုင်းလေးကိုကျွတ်သွားတယ်ကျွတ်သွားတဲ့အနေထားမျိုးမှာအရှိန်ဆိုတာလည်းလိုတယ်ဘောလုံးရဲ့အရှိန်များလို့မရအောင်နည်းလို့မရအောင်အဲ့ဒီအရှိန်ကရှင်းပြကွန်းလေကစားသမားတွေထဲမှာတန်းအောင်ပေးရတာလဲဟုတ်တယ်ခက်တယ်ဒါပေမဲ့အဲ့ဒီဘောလုံးကိုဖြောင်းတန်းနေအောင်နေရာဘယ်ဆိုဘယ်ပေါ့နော်သွားဖို့ရပေးဖို့ရခက်တယ်လို့အဲ့ဒါထက်ပိုခက်တာကဘောလုံးရဲ့အချိန်လုံးပဲလိုချင်တဲ့မှာဟာလန်ကလည်းတတရာပဲတွန်းတော့တာပုံမှန်ကြည့်ရင်တော့ဘာမှမထူးဆန်းတယ်လို့ဆိုပေမဲ့တေချာကြည့်ရင်ဒီစီနီဂေါနောက်တန်းနဲ့ဂိုဒမားကလည်းအဲ့အချိန်မှာတက်လာပြီဆိုတော့ဒီသူကန်လုံးခဲ့တာဂိုဒမားကလည်းအဲ့လိုမျိုး2ယောက်စုံပြီးကာလိုက်တဲ့အနေအထားမျိုးမှာဟာလန်ကခြေကွန်လေးနဲ့အသာလေးကို2ယောက်ချားတဲ့ရိုက်ချပြီးဂိုဒမားရဲ့ဘယ်ဘက်ချမ်းလဲဒါဟာလန်နဲ့ဆိုကိုပေါက်ညာဘက်ချမ်းတဲ့ကိုကန်တွန်းခဲ့တာလည်းအပေါ်ဘောကန်တွန်းခဲ့တာဒီချိန်မှာအောက်ဘောယူသွားပြီးလှိမ့်ပြီးဘန်းဆိုရိုက်လိုက်ရင်6ထောက်တွေနဲ့ညှိနိုင်တယ်အဓိကတော့ဒီဘက်ကခံစစ်မှုနဲ့ညှိနိုင်တယ်ဆိုတော့အဲ့ဒီအနေထားမျိုးမှာအဲ့လိုခြေပွန်အပေါ်ဘောလေးအဓိကတော့ဟိုဂိုးပေါက်ကိုအပေါ်ဘောတွားခြင်းနဲ့ဆိုတာထက်ဒီဂိုးသမားနဲ့နောက်တန်းကာလိုက်တဲ့အဲ့ခက်ကိုပေါ့နော်အပေါ်ဘောလေးနဲ့ကြော်တာမျိုးပဲဒါကဟိုခါလန်းတို့လိုအဓိကကမ္ဘာထိပ်တန်းတိုက်စစ်မှုတွေတိုင်းလိုလှုပ်ထားရှိတဲ့ပုံစံမျိုးပဲအဲ့လိုမျိုးအနီးကတွေ့ပြီဆိုရင်ဘာလို့အားလုံးကခြေရောလက်ရောကာပြီးတားကြပြီလေအဲ့ဒီအနေထားမျိုးမှာတချို့ကတော့ပေါင်ချားနာကနေရအောင်ထုတ်တယ်ပေါ့နော်တချို့ကတော့အဲ့လိုမျိုးအပေါ်ဘောလေးနဲ့ခြေချင်းဝက်နဲ့ဒါဒူးနဲ့ဂျားလောက်ကအနေထားမျိုးမှာပေါ့နော်ထုတ်ပြီးတော့လွှန်းခဲ့တာပြောရင်လွတ်တာနဲ့အဲ့ခက်ကိုလွတ်တာနဲ့ဂိုးပေါက်တယ်အဲ့ဒါမျိုးဆိုတော့တကယ်တော်တော်လေးကောင်းတယ်ဆိုတော့တဲ့အိုဒီကက်ကအရင်အချိန်မီပြေးပြီးတယောက်ကိုလိန်ခောက်ပြီးတော့အစစ်လုပ်ခဲ့တာလည်းမဟုတ်ဘူးရင်သက်ရှူမောပွဲဆိုတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဟာလန်ကလည်းအရင်အမိုက်စားဂိုးကြီးတော့လည်းမဟုတ်ဒါပေမဲ့နှစ်ယောက်လုံးပညာတာပါတယ်ပနက်နဲ့လုပ်ခဲ့တယ်ဆိုတာမျိုးကိုပဲပြောချင်တာပါတော်တော်လေးအရတာရှိပါတယ်ကြီးတယ်မယ်ဆိုရင်တော့တော်တော်လေးအရတာရှိလိမ့်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးပါပဲเนาะဒါနော်ဝေးကလည်းပွဲပြီးတဲ့အခါမှာ3-2နဲ့နိုင်ပြီးတော့ဒါ32တင်းရှုံးတော့ကိုတက်ရောက်သွားခဲ့ပါတယ်เนาะစီနီဂေါကလည်းလုံးဝမျောလင့်ချက်တော့မမဲ့သေးပါဘူးနောက်ပွဲနိုင်အောင်ကန်ပြီးတော့အောက်စုတတိယနဲ့ဒါနောက်တစ်ဆင့်တက်ဖို့မျောလင့်ဝင်ရှိသေးပါတယ်လို့ပြောရနေပဲเนาะကျွန်တော်ဗီဒီယိုလေးကိုဒီမှာတင်အဆုံးတက်လိုက်ပြရစေအားလုံးကျေးဇူးပါပဲเนาะ